သမီးပြိတ္တများအားလုံးမင်္ဂလာပါရှင်အခုကျမရောက်နေတာလေပကံမှာ10ရောက်မင်း8ရောက်မတည်တော့နေရလေးရှင်ကျမကဒီနေရာလေးကိုကျမရဲ့ကိစ္စတစ်ခုရှိတဲ့အတွက်ကြောင့်ပေါ့နော်ကျမကလာပေးရမယ်အကြောင်းရှိတဲ့အတွက်ကျမဒီနေရာလေးကိုရှာတဲ့အခါမှာကျမတို့မေးတာပေါ့ကျမတို့နဲ့လက်လန်းမိသလောက်နီးစပ်ပတ်သက်တဲ့သူတွေပကံမျိုးသူပကံမျိုးသားတွေကိုလည်းမေးတယ်ကျမတုတ်ကလေးတွေလည်းမေးတယ်ဈေးဆိုင်တွေလည်းမေးတယ်ပေါ့ကျမလက်လန်းမိသလောက်မေးကြည့်တဲ့အခါမှာဘုံမဲ့အုတ်ချောင်းဆိုတာကိုသိတဲ့သူဟာ10ယောက်မင်းကို8ယောက်ကမကြားဘူးပဲပြောတယ်ရှင်အဲ့ဒါနဲ့ကျမတို့လည်းပကံသားဖြစ်တဲ့ကျမတို့အဖွဲ့တွေကပကံမှာဘေးရင်ဟောပြောအောင်မြင်နေတဲ့ဆရာကောင်းစီသူမိသားစုကျမတို့ပကံကိုစရောက်တဲ့နေ့ကနေစပြီးတော့ဒီကနေ့အထိအောင်လိုအပ်တဲ့အကူအညီတွေတောက်လျှောက်ပေးပါတယ်ရှင်အဲ့ဒါကျမကဘေးရင်ဟောနေတဲ့ဆရာကောင်းကိုလှမ်းဆက်ပြီးတော့ဖုန်းလှမ်းဆက်ရတာပေါ့နော်ဆရာကောင်းကြီးကျမဘုံမဲ့အုတ်ချောင်းသွားခြင်းနဲ့ပကံမှာဘုံမဲ့အုတ်ချောင်းဆိုတာရှိနေတယ်ဘယ်နေရာဆိုတာမသိဘူးကျမအဲ့ဒီမှာကိစ္စတစ်ခုရှိနေတယ်လို့ပြောတော့ဆရာကောင်းကခဏလေးတဲ့ကျွန်တော်မေးပေးမယ်စုံစမ်းပေးမယ်ဆိုတော့နိုင်ဝဲလောက်နေတော့ဆရာကောင်းကဖုန်းပြန်ဆက်တယ်ရှင်ဘုံမဲ့အုတ်ချောင်းကဘလို့သွားရတယ်ဘယ်နားလေးမှာပေါ့နော်ကျွန်တော်တို့ခန့်ငယ်ငယ်ကတော့ကျွန်တော်တို့ကလေးဘွားတူတူပုံနဲ့ဆော့ခဲ့တဲ့နေရာလေးလို့ဆရာကောင်းကပြောတယ်အဲ့လိုနဲ့ပဲကျမအကြောင်းရှိတဲ့ကျမရှာနေတဲ့ဘုံမဲ့အုတ်ချောင်းဆိုတဲ့နေရာလေးကိုရောက်ရှိခဲ့ရပါတယ်ရှင်အခုတော့ကျမကဒီဘုံမဲ့အုတ်ချောင်းဆိုတဲ့ဒီနေရာလေးပေါ့နော်ဒါလေးကဘုံမဲ့အုတ်ချောင်းရှင်ဘုံမဲ့အုတ်ချောင်းရှင်သူကအောက်မှာလဲလှိုင်ကူရှိတယ်အပေါ်မှာလဲတက်လို့ရတဲ့လှေကအထက်တွေရှိတယ်အခုကတော့အောက်ဘက်ကလှိုင်ကူကတော့လုံးဝလူသူအရောက်ပေါက်ဝင်ထွက်မရှိတာနှစ်တည်းရာချီခဲ့ပြီပေါ့နော်အပေါ်တက်တဲ့လှေကားတွေကလည်းအခုတော့ပိတ်ထားတယ်လို့ပြောတယ်ရှင်ကျမကဒီနေရာလေးမှာကျမလောက်ကင်ဒီဆောင်ရွက်ပေးစရာကိစ္စလေးတစ်ခုရှိနေတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမဘုံမဲ့အုတ်ချောင်းကတော့ပွဲနဲ့လာတာပါရှင်ကတော့ပွဲနဲ့လာတာပါလာပြီးတော့ဒီကျောင်းကြီးရဲ့ကျောင်းအမကြီးအမေဘုံမဲ့ကိုပွဲလေးဖြူတန်းပြီးတော့ကျမဆောင်ရွက်ပေးစရာရှိတဲ့ကိစ္စလေးဆောင်ရွက်ပေးဖို့အတွက်ဒီဘုံမဲ့အုတ်ချောင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကလေပကံမှာတကယ်တမ်းဆိုရင်နှစ်ဆက်အကုန်လုံးပေါ့နော်ဘွဲတော်ရှိရဖျားဘွဲတော်မသိရဖျားဘွဲတော်သိရဖျားအဲ့ဒီလိုလေးနှစ်ဆက်သွားမယ်ဆိုရင်ကျမထင်တယ်3လလောက်ကြာအောင်သွားမှာပဲပကံဖျားတွေကတော့နှံ့တယ်ပေါ့နော်အဲ့တော့ကျမရဲ့ပရိသတ်တွေထဲမှာလည်းဒီဘုံမဲ့အုတ်ချောင်းဆိုတာလေးကိုမရောက်ဘူးကြသေးဘူးမသိကြသေးဘူးဆိုရင်ဒီဘုံမဲ့အုတ်ချောင်းဆိုတဲ့နေရာလေးကိုလည်းပကံရောက်ရင်ဒါလေးလာလို့ရအောင်ပေါ့နော်အဲ့ဒါလေးကျမကမျှဝေတာပါရှင်